မှာပါဗျာဒီနေ့ကတော့ TikTok Facebook YouTube စတဲ့ platform 3ခုမှာ monetization အတွက်စူးစမ်းနေတဲ့လူတွေကိုနည်းနည်းလေးပြောပြမယ်ဗျာအဲ့ဒါဘယ်လိုလဲဆိုတော့ monetization ကတကယ်တော့မလွယ်ဘူးဗျဟုတ်တယ်လေသူတို့ကိုယ်တိုင်ကလည်းfree free ထုတ်ပေးရတာမလွယ်တဲ့ထဲမှာကျတို့မြန်မာနိုင်ငံကပိုးမလွယ်ဘူးထိတ်ဆုံးကမလွယ်ဘူးအဲ့တော့ကျတော့နိုင်ငံရောက်နေတဲ့လူဆိုရင်တော့ဂျပန်ရောက်နေတဲ့လူတွေပါတယ်ညာတွေဆိုရင်ကတော့တမျိုးပေါ့ဗျာသူတို့တော်တော်လွယ်မှာပေါ့မြန်မာနိုင်ငံကပိုးမလွယ်ဘူးစီကံတွေကတင်းကျပ်တယ်ရန်တင်းကျပ်တယ်စိုင်းမွေးတစ်ခုထက်ကိုတာရင်လေးတယ်တော်လေးတင်းကျပ်တယ် monetization နဲ့ဒီ platform 3ခုနဲ့ monetization နဲ့ကတော့နည်းနည်းခက်ခဲတယ်အဲ့ထဲမှာဘာပူလွယ်တော့ဆိုတော့ဒီ online မှာအလုပ်လုပ်တိုင်းအတူတူဆိုရင် monetization ကိုသိပြီးအားမပြုပါနဲ့သိအားမပေးဘူးဗျာအပူဝင်ငွေအနေနဲ့ကတော့မစိုးဘူးဗျအပူလေးပေါ့ဒါလေးကအပူလေးပေါ့ကိုယ်ကလည်းသူတို့စီကံနေနဲ့လည်းမငိအောင်နေပေါ့ဗျာမငိအောင်တင်ပေါ့အဲ့ monetization ထက်စာရင်ကျုပ်ကအားပေးတာကတော့ကိုယုံကြည်မှုရအောင်ဗျာဒါပါတော့ sale အဆင့်ထိမရောက်တော့မှview တိုးအောင်ယုံကြည်မှုရအောင် follower တက်အောင်လုပ်ပြီးလို့ချင်းရင်အဲ့ရနေပြီးတော့ကိုယုံကြည်တဲ့လူတွေရှိလာပြီဆိုရင်စီးပွားရေးတစ်ခုခုထလုပ်ပြလိုက်အဲ့ဒါမျိုးကမှပတ်စံရတာပုံမြန်နေဗျာ monetization ရတယ်ဆိုတာလေးကနည်းနည်းလေးပါဗျာမပြောပတော့ပါဘူးကိုဗီဒီယိုပေါက်သွားလို့ခုထားပါတော့ဗီဒီယိုပေါက်သွားလို့ဒီကလဘူတစ်တို့ဆိုရင်တက်လေးရလည်းငယ်ငယ်လေးဆင်းရဲတာလည်းချားနေတာပဲမိုက်ပုံကြီးပေါ်မှာနေရင်ကနေပြီးတော့သူက fashion မိုင်းကိုစိတ်ဝင်စားတာဆိုတော့ fashion လေးလုပ်တယ် fashion လေးလုပ်ပြီးတော့ online မှာတင်တယ် online မှာတင်တယ်ဗီဒီယိုလေး23ပုတ်ထဲနဲ့ view ကမီလီယံ200ကျော်ထိတက်သွားတော့ကျတော့အဲ့ဒီပုတ်ကမီလီယံ200ကျော်ထိတက်သွားတော့ကျတော့သူကပေါက်သွားတော့ကျတော့ကဘာကျော် brand နဲ့ကုမ္ပဏီတွေက fashion ကုမ္ပဏီတွေကသူ့စာချုပ်တွေအလူရက်ချုပ်ကြတော့အဲ့စာချုပ်ချုပ်တဲ့ပေါ်ကနေပတ်စံရတာ monetization ရတာမဟုတ်ဘူးအဲ့တော့ monetization မလွယ်ဘူးမြန်မာပြည်မှာအထူးသဖြင့်ပိုးမလွယ်ဘူးအဲ့ဒါလေးတင်ပြကြည့်ကြပါဟုတ်မဟုတ် comment မှာဆွေးနွေးသွားကြပါအောင်များဟုတ်ကဲ့တာပါပဲဗျာ